โอเคဒီမှာအုံးရိုင်မှာတော့เนาะမစီပန့်နေမှာဟိုတန်းစီနေရပြီเนาะအုံးရိုင်မှာတော့ဒီမှာကထွတ်ပင်ပေါ့เนาะကထွတ်ပင်မှာကားတွေကတော့ဟိုတန်းစီနေရပါပြီဟိုပြည့်နေရပဲအထဲမှာလည်းပြည့်ချန်နေရပဲအဲ့တော့အချိန်တွေကညီကိုတွေကားတွေပါတွေခါတဲ့စီတွေပါတွေအပြည့်ဖြည့်တာပေါ့เนาะအချိန်တွေကတော့တော်တော်စိုးပြီးနေပြီရှေ့မှာဒီဇိုင်းထပ်ပြမယ်ဆိုင်းစီကျွန်တော်ညီကိုတွေတော်များများသိတဲ့ဆိုင်းစီစီပန့်ကိုကျွန်တော်ပြပေးမယ်ဗျာเนาะဘယ်လောက်များလဲဆိုတော့တစ်ချက်လောက်လိုက်ကြည့်ရကျွန်တော်လည်းကုံတော့မယ်เนาะစီဖြည့်ရတော့မယ်တန်းစီရမှာကြောက်လို့ကားတွေကပြည့်ညက်တန့်နေစီပန့်ရကျွန်တော်ဆိုင်းစီပန့်ကိုတော်စီပန့်နဲ့ချက်ပြပေးမယ်เนาะโอเคဒီမှာဆိုင်းစီပန့်ရောက်ပြီเนาะဆိုင်းစီပန့်ပါအိုးပြည့်ညက်တန့်နေအောင်ထဲထဲမှာကျွန်တော်ပြန်လှည့်ပြီးတော့ကျွန်တော်ပြပေးတာဖြစ်ပါတယ်တန်းစီပြီးဝင်ရရအစင်းနေရမလို့ဖြစ်လာလို့တည်ကြည့်အောင်အားမမြင်ဘူးရတော့တန်းစီထဲထဲမှာလည်းပြင်းညက်တန်းနေစီအောင်တော့ပါမသိဆိုင်ကယ်တွေရောကားတွေရောဟိုမှာထဲမှာဟိုပြင်းညက်တန်းတော့လေအညီကိုတွေလည်းစီပန့်တွေ့ရင်တခါတည်းဖြည့်တာပါလို့တို့လည်းစီပန့်လေးတွေရှိရင်တခါတည်းဖြည့်တာပါဟိုဘက်ရှမ်းမှာလည်းကြည့်ပြင်းညက်တန်းနေရလူလုံးလေဘယ်လိုစားမလဲညီကိုတွေဟိုဘက်ချမ်းရခက်ပြပြီနော်ဆိုင်းစီပန့်ဖြစ်ပါလေဒီမှာဗျာဒီဘက်ချမ်းမှာလည်းကြည့်တန်းစီနေရတယ်ထဲမှာလည်းလုံးဝပြည့်ညက်တန်းနေရောအဲဒီလောက်စားကြမလဲဒီဘက်ပန့်လည်းတူပဲခေတ္တမှာကားကြီးပြည့်ရွာအာစီဘလူးထည့်ရမယ်မလာတော့နော်ဟိုမှာထဲမှာတော့ဝင်တော့တန်းစီကြအဲ့တော့ညီကိုတွေနော်စီဖြည့်လို့ရှိရင်တတိထားပါစီဖြည့်လို့ရှိရင်ပေါ်တော်မှာပဲထည့်ပါနော်ဒီပြင်းပတ်နေမှာတိတ်မထည့်ပါနဲ့စီစီတားတက်တဲ့ချိန်မှာစီနည်းနည်းပဲရမယ်နော်ပေါ်တော်မှာနည်းနည်းပို့ရတယ်နော်စီဆောင်ဖို့ထည့်ရင်ပေါ်တော်မှာပို့ရတယ်တီးတတာရတယ်ထည့်ကြည့်လိုက်ပါနော်ဟိုဘက်ရှမ်းမှာဆိုပြီးတော့တန်းစီနေပြီလို့โอเคအားလုံးပဲစင်မြကြပါစေဗျာဒီလိုတွေအားလုံးပဲเนาะဒီဥဆိုင်ကြပါ